န်ဂျိုရောက်လာတဲ့အခါမှာလေတိုကီတိုရဲ့ပြင်းထန်တဲ့လေ့ကျင့်ရေးတွေကြောင့်မှောက်နေတဲ့အဖွဲသားတွေကိုတွေ့လိုက်ရပါတယ်။တရားရောက်လေ့ကျသွားရင်တောင်မရက်လိုက်ဖို့နဲ့ချက်လိုက်တဲ့တေးပြီးဆိုတာကိုလည်းမှတ်ထားဖို့တိုကီတိုကပြောနေတော့တန်ဂျိုကိုတွေ့လိုက်ရလို့အရန်ဝမ်းသာသွားပါတော့ရဲ့။တိုကီတိုရဲ့ငှက်မလီကလည်းအဖွဲသားတွေကိုအရင်လိုပဲရိုင်းဆိုင်စွာပြောဆိုနေပါတော့ရဲ့။တိုကီတိုကတန်ဂျီယိုကိုခန္ဓာမိုရီနဲ့ပေးတွေ့တော့တန်ဂျိုလည်းဘာလို့ဒီကိုရောက်လာလဲလို့မေးလိုက်ပါရဲ့။တိုကီတိုလည်းသူခေါ်ထားတာဖြစ်ကြောင်းနဲ့တန်ဂျိုကိုဓာတ်ချောင်းပေးလိုက်ပါရဲ့။တိုကီတိုကစက္ကူလင်းလေးပြစ်လွတ်လိုက်ပြီးဓာတ်နဲ့ထိရနဲ့နှစ်ချမ်းပြတ်ထွက်သွားတဲ့အခါတန်ဂျိုလည်းအရန်အံ့ဩနေပါတော့ရဲ့။တိုက်ပွဲအတွက်ဓာတ်ကိုအမြဲအကောင်းဆုံးအနေထားနဲ့အသင့်ဖြစ်နေစေချင်တာဓာတ်ကခန္ဓာမိုရီရှိနေရတဲ့အကြောင်းရင်းလို့တိုကီတိုကဆိုပါရဲ့။တခင်ကြီးကလည်းလက်ခံနေအပြင်ဓာတ်လောက်ဖို့ပါနေရလုပ်ပြီးတဲ့အမြဲတမ်းငါတို့အတွက်တခင်ကြီးကတွေးပေးနေခဲ့တယ်လို့တိုကီတိုကထပ်ပြောလိုက်ပါရဲ့။ဒီလိုနဲ့လေ့ကျင့်ရေးအချိန်ရောက်တော့တိုကီတိုကလေ့ကျင့်တာအရန်တင်းကျပ်ပြီးတင်ကြားတာမို့လို့တိုကီတိုထွက်သွားတဲ့အခါအားလုံးကလည်းရှော့ပေါ့လုပ်ပေးဖို့တိုကီတိုကိုဝိုင်းပြောပေးဖို့တန်ဂျိုကိုတောင်းဆိုကြပါတော့ရဲ့။အခက်အခဲဆုံးကတိုကီတိုမဟုတ်ဘူးလားလို့တန်ဂျိုကပြောလိုက်ပါရဲ့။တိုကီတိုကမှမနာတန်းသူတယောက်တည်းလေ့ကျင့်ရေးတွေလုပ်ပေးနေရတယ်လို့တန်ဂျိုကပြောလိုက်ပါရဲ့။ဒါပေမဲ့လည်းအားလုံးကလေတန်းလေးတော့ short ပေးစေချင်တဲ့လုံးနေတဲ့အခါတန်ဂျိုကသူ့အတွက်တော့အရင်ကချက်အဲ့ဒါကအများကြီး short ထားတယ်လို့ပြောလိုက်ပါရဲ့။တိုကီတိုကအပြင်ကိုထွက်သွားဖို့လုံးနေတာကိုတန်ဂျိုမြင်လိုက်ရတဲ့အခါအဖွဲသားတွေနဲ့ဟာရှူယာကညနေရောက်ရင်အမြဲအပြင်ကိုထွက်သွားကြောင်းပြလိုက်ပါရဲ့။ဘာဒီဝါတိခတ်နေတဲ့အမျိုးသမီးကလည်းတိုကီတိုရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်လို့နေခဲ့ပါရဲ့။တစ်ဖက်မှာလည်းရှင်နာစုကာဝါနဲ့အေဂီယိုတို့ရဲ့တိုက်ပွဲကလည်းတရေကျနေတဲ့အချိန်တိုကီတိုကရောက်လာပြီးသူလည်းပါပရစီလို့ပြောလိုက်ပါရဲ့။နေတိုင်းတိကိုလာနေတာမို့လို့လေ့ကျင့်ရေးကဘလို့လဲလို့ရှင်နာစုကာဝါကမိလိုက်တဲ့အခါတိုကီတိုလည်းသူလေ့ကျင့်ပေးနေတဲ့ဆိုပေမဲ့သူ့အတွက်ကတော့မလုံလောက်သေးဘူးလို့ဆိုပါရဲ့။တိုကီတိုကသူ့ကိုမခေါ်တာမတရားဘူးလို့ပြောလိုက်တဲ့အခါအေဂီယိုလည်းလေးစားတမှု2 versus 1တိုက်ခိုက်ပေးမယ်လို့ဆိုပါရဲ့။ဒီလိုနဲ့နှစ်ယောက်တယောက်တိုက်ခိုက်ကြတဲ့အခါကွင်းပြင်လည်းတော်တော်လေးကိုပြက်စီးလို့သွားခဲ့ပါရဲ့။တိုက်ပွဲပြီးတော့ရှင်နာစုကာဝါကတရားဟုတ်တာအာယုံမဆိုင်မိရင်တကယ်တရားရသွားနိုင်တယ်လို့ဆိုပါရဲ့။နေကင်းလေ့ကျင့်ရေးကဘလို့လဲလို့တိုကီတိုကိုမေးတော့တိုကီတိုလည်းဒီနေ့တန်ဂျီယိုရောက်လာကြောင်းပြလိုက်ပြီးအေဂီယိုရဲ့လေ့ကျင့်ရေးဆင်ရတဲ့အခါကြာရင်တရားတွေအရှင်းပြောင်းနေလောက်ပြီလို့ဆိုပါရဲ့။ဒါဆိုမညာတာပဲလေ့ကျင့်လို့ရရဲဆိုတဲ့သဘောလားလို့အေဂီယိုကပြောလိုက်ပါရဲ့။ဒီလိုနဲ့နှစ်ကင်းရောက်တော့တိုကီတိုလည်းလေ့ကျင့်ရေးဆင်းပေးပေမဲ့ဘယ်သူမှမခံနိုင်ကြပါဘူး။ဒီတစ်ခါဒါအဆက်တွေနဲ့ပါလေ့ကျင့်မှုပြောင်းလဲလိုက်တော့အားလုံးလဲကြောက်လန့်ပြီးမလုံနိုင်ဖြစ်နေခဲ့ရပါပြီ။ပွဲမစသေးခင်ကြောက်ပြီးမတက်ခိုက်နိုင်မှုဆိုတာကိုအဲ့ဒီလူကပြောရတဲ့အခါတိုကီတိုလည်းမြက်ကန်းတယောက်လို့တစိုးထိုးမတက်ခိုက်တာကတိုတက်လာပဲလို့ပြောလိုက်ပါရဲ့။ဟာရှီယာကညတိုင်းဘယ်ကိုသွားတာလဲအဝတ်တွေအောက်မှာအတွင်းချေတန်ရတွေဖုံးထားရဲဆိုတာကိုနားလည်ပြီးတော့သူတို့လည်းတခြားစူးစမ်းရလို့ဆိုပါရဲ့။တိုကီတိုကသူမင်းတို့တွေကိုဒီမိုတက်တာမခံစေခြင်းမင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်အသက်ရှိရှိနေစေခြင်းလို့ပြောလိုက်ပါရဲ့။ဒီလိုနဲ့တန်ဂျိုနဲ့လေ့ကျင့်တဲ့အချိန်ကိုရောက်လာတဲ့အခါကျတိုကီတိုလည်းဘလို့တက်ခိုက်ရမလဲဆိုတာနဲ့တက်လုံကောင်းဖို့ကိုညွှန်ကြားရင်တက်ခိုက်ပြီးလို့နေခဲ့ပါရဲ့။ခြေထောက်ကျောနောက်ပိုင်းတရားနဲ့ဖြစ်အောင်လှုပ်သွားနိုင်ပြီမဟုတ်လို့နောက်ဟာရှီတယောက်စီတွားလို့ရပြီဖြစ်ကြောင်းတိုကီတိုကပြောရတဲ့အခါတန်ဂျိုလည်းအခုမှ9ရက်ပဲရှိနေသေးရမလို့ရရလာလို့ပြန်ပေးလိုက်ပါရဲ့တန်ဂျိုကပြောတဲ့အတိုင်းတခြားလောက်တာမလို့ရပါရဲ့လို့တိုကီတိုကပြောတဲ့အခါအခြားအဖွဲ့သားတွေလည်းတော်တော်လည်းနှစ်ပတ်ကျော်နေပြီမလို့ရပြီလာလို့မေးတဲ့အခါတိုကီတိုကတော့လက်မခံပါဘူးတိုကီတိုကစက်ကူလေးရင်ပြရတာကြိုက်တယ်လို့ကြားတာမလို့တန်ဂျိုကသူနဲ့အတူပြိုင်မှုခေါ်လိုက်ပါရဲ့တန်ဂျိုကသူသာနိုင်သွားရင်အဖွဲ့သားရဲ့အပေါ်ကိုကြည်ကြည်နာလေးဆက်ဆံပေးဖို့ပြောတော့တိုကီတိုလည်းလက်ခံလိုက်ပါရဲ့တန်ဂျိုကိုစက်ချင်းအကျော်ပေးပြီးတိုကီတိုကသူ့တစ်ချိန်မှပြစ်မယ်လို့ဆိုပါရဲ့ဒီလိုနဲ့စားပြိုင်ကြတဲ့အခါတိုကီတိုကပဲအနိုင်ရနေပါတော့ရဲ့နောက်ဆုံးတစ်ချိန်ထိအောင်တန်ဂျိုကရှုံးနေတော့အကြီးကျယ်စိတ်သက်ကြနေပါတော့ရဲ့တခြားအဖွဲ့သားတွေပါပြိုင်မှုဖြစ်လာပြီးအားလုံးစက်ကူလေးတွေကိုစီပြစ်လွတ်လိုက်ကြပါတော့ရဲ့ဒီလိုနဲ့နေစကူနောက်ကိုမူဆန်ကလိုက်နေတယ်ဆိုတဲ့အကြောင်းကတကယ်ဖြစ်နိုင်နေလို့ထင်ကြောင်တန်ဂျိုကပြောလိုက်ပါရဲ့အခုကစပြီးတန်မာလာအောင်လေ့ကျင့်ပြီးနေစကူလေးကိုခေါ်သွားမယ်အခုနေစကူလေးကအရန်ယုံကြည်ရတဲ့သူတယောက်နဲ့ချားရလို့တန်ဂျိုကဆိုပါရဲ့တိုကီတိုလည်းသူတို့တွေအတူတူမူဆန်ကိုနှိမ်နှင်းရအောင်လို့ပြောတော့တန်ဂျိုလည်းခေါင်းငိမ့်ပြလိုက်ပါရဲ့ဒီလိုနဲ့တန်ဂျိုကမီဇူရီရဲ့လေ့ကျင့်ရေးစစ်ကိုရောက်လာခဲ့ပါပြီမီဇူရီပန်ကိတ်လေးနဲ့အခန့်ပြီးနောက်မှာတော့ဝတ်စုံတစ်ခုလည်းလဲပေးလိုက်ပါရဲ့ထူးစတဲ့ဝတ်စုံကြီးမို့လို့အားလုံးလည်းရှက်နေကြပါတော့ရဲ့ကြောရလေးလှုပ်ရှားနိုင်ဖို့ခန္ဓာကိုယ်ကပျော်ပြောင်းနေဖို့ကအရေးကြီးရဲ့ဆိုပြီးကိုယ်တိုင်လှုပ်ပြလို့တန်ဂျိုလည်းကြောက်လန့်နေပါတော့ရဲ့ဒီလိုနဲ့အေဂီယိုလေ့ကျင့်ရေးစီရောက်တော့အေဂီယိုလည်းသူကမီဇူရီစီကနေတန်ဂျိုအကြောင်းတွေကြားထားကြောင်းကိုပြလိုက်ပါရဲ့စာထဲမှာမီဇူရီကသူတန်ဂျိုနဲ့သူအချိုပွဲစားခဲ့ကြောင်းနဲ့တန်ဂျိုကချစ်ဖို့ကောင်းတယ်ဆိုတဲ့အကြောင်းတွေရေးထားခဲ့တာမလို့အေဂီယိုလည်းပို့ပြီးတန်ဂျိုကိုပောက်ကွဲနေပါတော့ရဲ့တန်ဂျီယိုလည်းသူပထမနေ့ကတည်းကအတော်မုန်းခန့်နေရတာပဲလို့တွေးနေပြီးတော့ပထမဆုံးသင်ခန်းစာကအသားစီးကိုရှောင်ရှားပြီးတော့ဓာတ်ကိုရမ်းရမယ်ဓာတ်စွမ်းရည်ကောင်းဖို့အတွက်လို့အေဂီယိုကဆိုပါရဲ့ဒီမှာအခြေခံထားရတဲ့သူတွေကအပြစ်လုံးမိခဲ့လို့လားလို့တန်ဂျိုကမေးတဲ့အခါအေဂီယိုလည်းအားနေတဲ့ပြစ်မှုညံမကောင်းတဲ့ပြစ်မှုငါ့ချိန်လာဖြုံးတဲ့ပြစ်မှုဆိုပြီးပြစ်မှုမျိုးစုံရွတ်ပြနေရောတန်ဂျိုလည်းအရန်လန့်နေပါရဲ့အေဂီယိုကတန်ဂျိုကိုတသားထားချောင်းပေးလိုက်ပြီးတော့သူတခါပဲပြတ်မှာမလို့တခြားကြည့်လို့စုကအဖွဲသားတွေကိုမထိပဲအမြန်နှုံးတဲ့ဓာတ်ကိုရမ်းပြလိုက်ပါရဲ့အားလုံးကသူတို့ကိုမထိပါစေနဲ့
လို့ပြောနေတာကိုတန်ဂျိုကြားလိုက်တာမလို့ထိမှဆိုးရကြောင်းထိမိခုတ်နေတော့ဂျာကိုလေ့ကျင့်တာလို့ခေါ်ရလားလို့အေဂူကမေးလိုက်ပါတယ်အေဂူကသူပြိုင်ဘက်ဖြစ်ပေးမယ်လို့ပြောလိုက်ပြီးတန်ဂျိုတုံဆိုင်သွားတဲ့အေဂူကတိုက်ခိုက်ပါတော့တန်ဂျီယိုလက်လေ့ကျင့်ရေး၄ခုထဲမှာဒီလေ့ကျင့်ရေးကအခက်ခဲဆုံးပဲလို့တွေးနေပြီးဘလို့မှမလုံနိုင်ဖြစ်နေကြရပါပြီနှစ်ယောက်လုံးတစ်သားသားတွေအတူတူကင်ထားပေမဲ့အေဂူကင်ထားတဲ့ဓားကပဲကွေးဝင်လာကြမသိရမွေးတကောင်လိုပဲတန်ဂျိုကသူခုတ်လိုက်တဲ့အခါထွက်လာတဲ့အဖွဲသားတွေရဲ့အတန်သူတို့ရဲ့ငိုတန်တွေကဝင်းကြီးကိုထိုးဖောင်းနေလို့ပဲလို့တွေးနေခဲ့ပါတယ်ကျိုးချီချတဲ့သူတွေဖြုတ်ချတဲ့အချိန်မှလည်းတန်ဂျိုကလေ့ကျင့်လို့နေခဲ့ပါတယ်ဒဏ်ရာဝင်းနဲ့ရှည်တဲ့ဆင်းရဲမှာကြောက်လန့်နေကြပြီးမတက်နိုင်တဲ့အဆုံးတော့ဆင်းလိုက်ရပါတယ်ဒီလိုပုံစံနဲ့၄ရက်မြောက်နေ့ရောက်လာခဲ့ပါပြီအသားစီးတစ်ကိုခန်းစားပြီးအရင်ကထက်တော့အေဂူရဲ့တိုက်ကွက်တစ်ကိုကာလာနိုင်ကပြန်ပြီးလက်တက်ခိုက်နိုင်ခဲ့ပြီးတော့အေဂူရဲ့ဟာဝီကိုလည်းပြင်းအောင်လုပ်နိုင်ခဲ့ပါတယ်အေဂူကသူ့ရဲ့ဟာဝီကိုပြင်းအောင်လုပ်နိုင်တဲ့အချိန်မှာပဲလေ့ကျင့်ရေးပြီးပြီလို့ပြောလာပြီးတော့မစ်ဇူရီနဲ့လည်းရင်းရင်းနှီးစကားမပြောဖို့မှာလိုက်ပါတယ်ဒီလိုနဲ့ရှင်နာဇူကာဝါရဲ့လေ့ကျင့်ရေးစိတ်သွားနေတဲ့လမ်းမှာရုတ်တရက်ကြီးစနစ်စုကပေါ်လာလို့အရန်လန့်နေပါတော့ဇန်စုကသူအရန်ကြောက်လန့်ပြီးထွက်ပြေးချင်နေပြီလို့အော်ဟစ်နေတော့ရှင်နာဇူကာဝါကရောက်လာပြီးလေ့ကျင့်ရေးစီပြန်မလာရင်သူတက်တာခံမလာလို့မိလိုက်ပါတယ်ဘလို့မှပြောမရတဲ့အစုံမေးအောင်လုပ်လိုက်ပြီးတဲကဲဖို့တန်ဂျူကိုပြလိုက်ပါတယ်တန်ဂျူကသူ့ကိုသူမိတ်ဆက်ခါဒီနေ့ကစပြီးလေ့ကျင့်ရေးမှာပါဝင်မဲ့လို့ပြောပေမဲ့ရှင်နာဇူကာဝါကတော့သူကအတိမမပြုတ်လို့အဟုတ်ကြီးထင်မနေနဲ့လို့ပြောလိုက်ပါတယ်တန်ဂျူကသူ့လေသူ့ညီမလေးကိုဂျားနဲ့ထိုးထားလို့အတိမပြုတ်ပါဘူးလို့ပြန်ပြောပြီးထွက်သွားပါတော့ဒီလိုနဲ့ရှင်နာဇူကာဝါရဲ့လေ့ကျင့်ရေးကိုစာစင်းကြည့်တဲ့အခါဇန်စုဘာလို့ဒီလိုဖြစ်သွားလဲဆိုတာကိုတန်ဂျီယိုလည်းသူနားလည်ပြီးတော့တွေးနေခဲ့ပါတယ်လဲချင်တဲ့သူကလည်းဒဏ်ရာရချင်တဲ့သူကရတိလက်သွားရင်တော့မှပွဲကမပြီးသေးပဲနဲ့နားချိန်လည်းမရှိအေကီယိုကမှနားချိန်ပေးသေးရလို့တန်ဂျီယိုကဆိုပါတယ်ရှင်နာဇူကာဝါကလည်းတန်ဂျီယိုအပေါ်ကိုပို့ပြီးတင်းကျပ်တာမလို့တန်ဂျီယိုတကူလုံးနဲ့ရားစရာမရှိအောင်ဖြစ်လို့နေခဲ့ပါပြီလေ့ကျင့်ရေးပြီးတော့ဂန်ရွာကသူ့အကိုနဲ့စကားများနေရကိုတန်ဂျီယိုတွေ့လိုက်ရပြီးတော့သူတို့ကညီကိုတွေးလို့မဟုတ်ဘူးပဲလို့တွေးနေခဲ့ပါတယ်ဘာအရေးချင်းမှမရှိတဲ့သူမလို့ဒီမိုနေနေရဲ့အဖွဲကနေထွက်ဖို့နဲ့အသက်ရှူနေကိုမတုံးနိုင်တဲ့သူကိုဒါသမားလို့လည်းမခေါ်ဘူးလို့ရှင်နာဇူကာဝါကဆိုပါတယ်ဂန်ရွာလည်းသူကအကိုကြီးကိုအမြဲတမ်းတောင်းပန်ခြင်းနေပြီးတော့ဒီမုံကိုစားပြီးတော့မှတိုက်ခိုက်ခဲ့တာလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ရှင်နာဇူကာဝါလည်းဒေါသထွက်ပြီးဂန်ရွာကိုတပ်ပစ်ဖို့အထိပါလုပ်တဲ့အခါတန်ဂျိုကအမြန်ဝင်သားရပါတော့တစ်ဖက်မှာလည်းဇန်စုကသူတို့တွေဒီလိုပုံစံအတိုင်းဘယ်တော့အထိနေရမှာလဲလို့ပြောနေတော့စူညံတန်တစ်ခုကြားလို့မေ့ချင်အောင်အမြန်ဆောင်ကြပါတော့မျက်စိဖွင့်ကြည့်မှတန်ဂျီကိုဖြစ်နေလို့ဇန်စုလည်းဘာဖြစ်နေရလဲလို့ပြောနေတော့ဒေါသထွက်နေတဲ့ရှင်နာဇူကာဝါကိုတိလိုက်ရတဲ့အခါလက်ပြလွတ်မတက်ဖြစ်နေခဲ့ရပါတယ်အခုချက်ချင်းဒီမိုနှိမ်နှင်းရဲ့အဖွဲကနေထွက်မယ်ဆိုရင်ခွင့်လွတ်ပေးမယ်လို့ရှင်နာဇူကာဝါကပြောတဲ့အခါတန်ဂျီကိုလည်းမင်းမအဲ့လိုလောက်ပိုင်ခွင့်မရှိဘူးလို့ပြန်အောင်ပါတော့ဂန်ရွာကညီလေးမဟုတ်ဘူးလို့လည်းပြောခဲ့တာမလို့သူ့ဘာသူရွေးချယ်တာကိုဘာမှမပြောပို့နဲ့အကိုမဟုတ်ဘူးဆိုလည်းသူလမ်းမှာဝင်မရှုပ်ဖို့ဂန်ရွာတာမရှိခဲ့ဘူးဆိုရင်အပါရက်ဒီမုံကိုလည်းရှင်းနိုင်ခဲ့မှာမဟုတ်ဘူးလို့တန်ဂျိုကပြောလိုက်ပါတယ်ရှင်နာဇူကာဝါလည်းတန်ဂျိုကိုအရင်ဖြတ်စည်းပြစ်မယ်ဆိုပြီးစာပြီးတိုက်ခိုက်ပါတော့တန်ဂျီယိုကထိုးချက်ကိုလက်နဲ့တားလိုက်တဲ့အပြင်ခြေထောက်ထဲမှာပြန်ကန်လိုက်လို့အောင်လဲအရန်အံ့ဩနေကြပါတော့ဂန်ရွာကိုခေါ်သွားပြီးဖို့ဇန်စုကိုတန်ဂျိုကလမ်းပြောနေတော့စင်နာဇူကာဝါကလည်းတိုက်ခိုက်ပါတော့ဒီကိစ္စကတန်ဂျိုနဲ့မဆိုင်ဘူးလို့ဂန်ရွာကပြောနေပေမဲ့ဇန်စုလည်းဂန်ရွာကိုဆွဲခေါ်သွားပါတော့အားလုံးလည်းဝိုင်းဆွဲပေမဲ့လုံးဝမရပဲပွဲကညနေအထိကိုဖြစ်သွားခဲ့ရပါတယ်အထက်ကလည်းအပြောခံရတာမလို့ဝင်းဟာရှူယာစီမှာလက်ကျင်ရင်စင်နာကိုရက်ဆိုင်တဲ့အထိဖြစ်လာခဲ့ရပါတယ်တန်ဂျိုတယောက်လည်းနောက်ဆုံးမှတော့ဂန်ရွာတို့ညီအကိုတွေကိုတစ်မြောက်အောင်မလုပ်နိုင်ခဲ့ပါဘူးဒီလိုနဲ့စတုန်းဟာရှူယာစီကိုသွားတဲ့လမ်းမှာရှီတကုကိုတွေ့လိုက်ရပြီးရှီတကုမှာအင်နိုဆုကဲတို့နဲ့ဟီမဲဂျီမာရဲ့ထူးစနစ်လက်ကျင်မှုတွေကိုတွေ့လိုက်ရလို့အရန်လန့်နေကြပါတော့ဂျာလီကတော့ဒမိုစလီယာအပိုင်း26ပြပြီးအပိုင်း29ကိုစတင်ပေးနိုင်မှုအတွက်လိုက်တဲ့တရားကိုချဲစီနေပြီး comment channel မှာမိတ်ခဲ့ကြပါအောင် channel နဲ့ subscribe လေးမလုပ်ရနေလုပ်ပြီးသွားခဲ့ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါဗျာ